သွားညီကူတာမှုပြုလုပ်ဖို့စဉ်းစားနေရပေါ့နော်ဘယ်ချိန်မှာသွားညီကူတာမှုပြုလုပ်ရင်အကောင်းဆုံးဖြစ်တုံးဆိုတာကိုဒီဗီဒီယိုမှာဘုသူတအနေနဲ့ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့သွားနေဂရမတ်ဆရာဝန်ဒေါက်တာဝေယံဆိုဖြစ်ပါတယ်ဒီတော့သွားညီကူတာမှုဆိုတာကမိမိရဲ့ဒီသွားတွေကိုပေါ့နော်ဒီထက်နေတဲ့သွားတွေခေါနေတဲ့သွားတွေကျင်းနေတဲ့သွားတွေကိုဒီနေရာမှန်ရောက်သွားအောင်လို့ပေါ့နော်ညီဝအောင်လို့ပြုလုပ်တဲ့ကူတာမှုသွားညီကူတာမှုလို့ခေါ်ပါတယ်နော်ဒီလိုမျိုးပြုလုပ်တာကဘယ်အသက်အရွယ်မှာပြုလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုရင်ကျွန်တော်ဖွံ့ဖြိုးဆဲအသက်အရွယ်တွေပေါ့နော်ဒီ10နှစ်ကျော်ကနေဒီ18ဝန်းကျင်လောက်ပေါ့နော်16နှစ်16 18ဝန်းကျင်လောက်ပေါ့ဒီအသက်အရွယ်ကြားထဲမှာပြုလုပ်တာတော့အကောင်းဆုံးပါနော်ဘာဖြစ်လို့ဆိုတော့ဒီအသက်အရွယ်ကြားထဲမှာဆိုရင်ဖွံ့ဖြိုးမှုရှိနေတယ်ပေါ့နော်ဖွံ့ဖြိုးမှုရှိနေတယ်ဒီအရိုးတွေကကြီးထွားမှုတွေရှိအောင်မယ်ခန္ဓာကိုယ်ကြီးထွားမှုဖွံ့ဖြိုးမှုတွေရှိအောင်မှဖြစ်တဲ့အတွက်တချို့သွားတွေကျတော့အရန်ခေါ်တာတွေရှိတယ်ပေါ့နော်အောက်ကမေးရိုးနဲ့အပေါ်မေးရိုးနဲ့အရန်ခေါ်နေတယ်ဆိုရင်ဒီအရန်ခေါ်တဲ့ဟာကသွားတွေအားလုံးပေါက်ပြီးတော့မှဖွံ့ဖြိုးမှုကုန်သွားတဲ့အချိန်မှာပြုတ်လုတယ်ဆိုရင်အရန်ခေါ်တဲ့ဟာကိုအရန်ပြင်လို့မရတော့ဘူးပေါ့နော်ဒီမေးရိုးဖွံ့ဖြိုးမှုကဒါမျိုးဖြစ်နေလို့ကျွန်တော်တို့ပြင်လို့မရတော့ပါဘူးအဲ့လိုမျိုးဆိုရင်ကျတော့ကိုကသွားတွေညီသွားအောင်တော့မှသွားခေါ်တာမျိုးတွေကအနေနဲ့ကြံတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတော့ကောင်းတာကတော့ဒီလိုမျိုးမေးရိုးတွေဖွံ့ဖြိုးနေတဲ့အချိန်ပေါ့နော်အသက်10နှစ်ကျော်လောက်ကနေစပြီးတော့စစ်ဆေးကြည့်တဲ့နေပေါ့နော်စစ်ဆေးပြီးတော့မှဒီသွားညှိကူတာမှုပေါ့နော် brace ကူတာမှုပြုလုပ်ဖို့လိုတယ်ဆိုရင်ဒီတက်ရွယ်မှာပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်နော်ဒီတော့ဘယ်လိုဘယ်တက်ရွယ်မှာစပြီးတော့မှလုပ်လို့ရတော့ဆိုရင်10နှစ်ကျော်ရင်စလုပ်လို့ရတယ်ဘယ်အရွယ်ထိလုပ်လို့ရအောင်ဆိုအဲ့ဟာတော့အကန့်အသတ်မရှိဘူးပေါ့နော်သူက20ကျော်30ကျော်တချို့လည်း40ကျော်လောက်မှလည်းလုပ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီတက်ရွယ်မှာလုပ်ရင်ရောမရဘူးလားဆိုတော့ရတော့ရတယ်ပေါ့နော်ဒါပေမဲ့ဖွံ့ဖြိုးမှုမရှိတော့တဲ့အရွယ်မှာလုပ်တယ်ဆိုရင်တချို့ပြင်လို့တချို့အရာတွေကပြင်လို့မရတော့ဘူးပေါ့နော်တချို့မေးရိုးဖွံ့ဖြိုးမှုကိုပြင်ရမယ့်ပိုင်းနေဆိုရင်ဒီဖွံ့ဖြိုးမှုကုန်သွားတဲ့အချိန်မှာပြင်လို့မရပါဘူးဒီတော့ကုသမှုbase ကုသမှုပြုလုပ်မယ်ဆိုရင်အကောင်းဆုံးတက်ရွယ်ရတော့10နှစ်ကနေဒီဖွံ့ဖြိုးမှုကုန်တဲ့အထိပေါ့နော်16ဝန်းကျင်အသက်အရွယ်မှာပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်နော်